မင်္ဂလာပါရှင်ဒါတော့ပိုင်းဇာနီ page ကနေပြီးတော့ကြိုးဆိုပါတယ်ဒီနေ့မှာတော့တရက်နေ့လေးဖြစ်တယ်ပေါ့နော်အောက်တိုဘာတရက်နေ့မှာမှတ်ရလေးဖြစ်အောင်လို့pick up ပိုင်းလေးတွေရွေးပြီးတော့ဟောပြပါမယ်ပေါ့နော်ဒီနေ့ကတော့အောက်တိုဘာလအတွက် January တင်ပေါ့နော်ဖတ်ပြီးမယ်ပေါ့နော်ပိုင်းလေး၃ခုပေးထားတယ်ဒီအနီရောင်လေးကပိုင်း1အပြာလေးကပိုင်း2အမဲလေးကပိုင်း3ပေါ့နော်ကိုကြိုက်နှစ်သက်ရပိုင်းလေးတစ်ပိုင်းကိုရွှေ့လိုက်ပါနော်အခုအနီရောင်ပိုင်း1လေးကိုစပြီးတော့ဖတ်ပြီးမယ်ပေါ့နော်ပိုင်း1လေးတွေအတွက်အောက်တိုဘာလအတွက် January တင်လေးဖတ်ပြီးမယ်နော်ပိုင်း1လေးတွေအတွက် January reading လေးကအောက်တိုဘာလအတွက် January reading လေးကတော့အရန်ကိုအဆင်ပြေနေမှာပေါ့နော်ခံစားချက်တွေအရန်ကောင်းနေမယ်ကိုပီတိတွေဖြစ်နေမယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဒီ6လပိုင်းမှာလူတော်တော်များများအဆင်မပြေမှုတွေများရပေါ့နော်ဒါပေမဲ့ဒီပိုင်း1တွေအတွက်ကတော့ဒီ10လပိုင်းမှာတော့စတင်ခြင်းနေနဲ့ပေါ့နော်အသစ်စတင်ခြင်းနေနဲ့စိတ်ကျေနပ်စရာတွေကောင်းမယ်ပျော်ရွှင်မှုတွေအေးချမ်းမှုတွေကိုလည်းရပြီးတော့ကိုကျေနပ်မှုတွေရလိမ့်မယ်ပေါ့နော်ကိုကျေနပ်မှုတွေရမယ်ကိုပီတိတွေလည်းဖြစ်နေမယ်ပြီးရင်ကိုယ့်ရဲ့အတွေးတွေဟာလည်းရဲရင်နေမယ်ပေါ့နော်ကိုယ့်ရဲ့အတွေးတွေကပြတ်သားနေမယ်ကိုလုံနိုင်စွမ်းနေရှိပြီးတော့ကိုကျေနပ်အားရနေလိမ့်မယ်ပေါ့နော်အဆင်ပြေမှုတွေအများကြီးရှိလိမ့်မယ်6လပိုင်းမှာအဆင်မပြေမှုတွေရှိရင်ရှိခဲ့လိမ့်မယ်အဲ့ဒီအဆင်မပြေမှုတွေအားလုံးကိုအဆုံးသတ်ပြီးတော့ဒီ10လပိုင်းအောက်တိုဘာလမှာတော့အသစ်စတင်ခြင်းနဲ့ကိုကျေနပ်မှုတွေရရှိလိမ့်မယ်ပေါ့နော်ပြီးရင်တော့လုံးဝအသစ်စတင်ခြင်းကိုမှသူကမှန်မှန်ကန်ကန်ပေါ့နော်မှန်မှန်ကန်ကန်နဲ့အခြေရေးမှာဆိုရင်လည်းကောင်းမယ်ပေါ့နော်အခြေရေးဆိုရင်လည်းကောင်းမယ်ပြီးရင်ဘယ်လိုပြောမလဲဆိုရင်ဒီ10လပိုင်းမှာလုံးဝကိုမှကိုက energy အသစ်တွေနဲ့ကိုမှကိုကရဲရင်နေမယ်ကွာကိုလည်းတတိရှိမယ်ပြီးရင်ပျော်ရွှင်မှုတွေကိုလည်းပို့ပြီးတန်ဖိုးထားတတ်လာမယ်ပြီးရင်မှန်ကန်တဲ့အရာကိုပဲပို့ပြီးတော့နှစ်သက်တာပေါ့နော်မှန်ကန်တဲ့အရာကိုပဲရှေ့ပိုင်းမှာအဆင်မပြေမှုတွေကြုံလာရတဲ့အခါမှာကြတော့အခု10လပိုင်းနဲ့ရောက်တဲ့အခါမှာကြတော့ကိုယ်တိုင်လည်းမှန်ကန်မှုကိုသာရွေးချယ်လိမ့်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မဟုတ်တာလုပ်တဲ့သူကမဟုတ်တဲ့အကျိုးကိုပြန်ခံစားရတယ်ပေါ့နော်မှန်တဲ့သူကမှန်သောအကျိုးကိုခံစားရတယ်ဆိုတဲ့အရာကိုကိုယ်တိုင်သိသွားတဲ့အတွက်ကြောင့်ကိုကစစ်မှန်ခြင်းတွေကိုတန်ဖိုးထားတတ်လာတယ်ပေါ့နော်အဲ့လိုမျိုးပဲအခြေရေးမှာဆိုရင်လည်းအရန်ကောင်းတယ်ပေါ့နော်ကြည်နဲ့စိတ်ကြည်နပ်ရလောက်တဲ့အထီကိုအဆင်ပြေမယ်ဒီ10လပိုင်းကတော့ပိုင်း1တွေအတွက်အရန်အဆင်ပြေတယ်ပေါ့နော်ပေါင်းသင်းဆက်ဆံရေးမှာဆိုရင်လည်းအရန်နေကောင်းတယ်ပေါင်းသင်းဆက်ဆံရေးမှာဆိုရင်လည်းလုံးဝကိုကလေအပြောဆိုပိုင်းမှာဆိုရင်လည်းအရန်နေမှတငယ်ချင်းတွေနဲ့ပေါ့နော်အဆင်ပြေပြောနိုင်ဆိုနိုင်ပြီးတော့ပျော်ရွှင်နဲ့လုံးဝကိုမှဘယ်လိုပြောမလဲဆိုရင်friendly ဖြစ်ပေါ့နော်တငယ်ချင်းတွေနဲ့ကိုလုံးဝစိတ်ကြည်နပ်စရာကောင်းတယ်ကွာတော်တော်လေးကိုစိတ်ကြည်နပ်စရာကောင်းတယ်ဒီ10လပိုင်းကတော့ဒီပိုင်း1တွေအတွက်အရန်ကိုကံကောင်းတဲ့လလေးဖြစ်မယ်ပေါ့နော်ပြီးရင်ကိုရှိကိုလင်းမြန်နဲ့ဝင်လာတဲ့အရာရှိတယ်အဲ့ဒီအရာကကိုမျော်လင့်နေတဲ့အရာတစ်ခုလည်းဖြစ်လိမ့်မယ်ဥမာပေါ့နော်ကိုကပညာရေးဆိုရင်လည်းအဲ့ပညာရေးကကောင်းတယ်ပေါ့နော်ကိုမျော်လင့်နေတဲ့ပညာရေးကအရှိန်အဟုန်နဲ့ကိုရှိကိုဆိုတော့ဥပမာပေါ့နော်scholarship တွေဘာတွေလျှောက်ထားတဲ့သူမျိုးတွေဘာတွေပေါ့နော်အဲ့လိုမျိုးတွေဆိုရင်လည်းပညာရေးပိုင်းမှာလည်းကိုကကောင်းတယ်ပေါ့နော်ဒါပေမဲ့ကိုကဥမာအချစ်ရေးမှာမျောလင့်နေတယ်ဆိုရင်လည်းကောင်းတယ်နော်ကိုကလည်းမှန်ကန်ချစ်ပေးသလိုကိုရှိကိုလည်းအင်းနဲ့အားနဲ့ပေါ့နော်တကယ်ကိုလင်းမြန်နဲ့ဝင်လာပြီးတော့ချစ်သူရမယ်ပေါ့အဲ့လိုမျိုးလဲတွေ့တယ်ပေါ့နော်ပြီးတော့ကိုကဘယ်လိုမျိုးလဲဆိုရင်ကိုဘဝကိုလည်းကိုထိန်းညှိနိုင်လာတယ်ပေါ့နော်ထိန်းညှိနိုင်လာတယ်လူတွေအကြောင်းကိုလည်းပို့ပြီးတော့တည်လာပြီးတော့ပေါင်းသင်းဆက်ဆံရေးအချစ်ရေးအားလုံးမှာပေါ့နော်ကိုဘဝကိုကိုကပဲထိန်းညှိပြီးတော့ပေါ့နော်အကုန်လုံးကို
စွမ်းဆောင်နိုင်မယ်ပေါ့နော်စီးပွားရေးလူမှုရေးအချစ်ရေးအကုန်လုံးပေါ့နော်အကုန်လုံးအဆင်ပြေနေတာကိုတွေ့တယ်ဒါပေမဲ့အကုန်လုံးကိုကဥဆောင်ပြီးတော့လှုပ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးတော့ပင်ပန်းလိမ့်မယ်ဒါပေမဲ့ပင်ပန်းပြီမဲ့အဆင်ပြေနဲ့ပင်ပန်းတာပေါ့နော်အဆင်မပြေမှုမရှိဘူးပြီးတော့အရန်ကောင်းတယ်တွေ့လားဒီမှာအလုံးဝပြောဆိုဆက်ဆံမှုတွေကတော့လေပြောဆိုမှုတွေကတော့အောင်မြင်မယ်ပိုင်းဝန်းက10လပိုင်းထဲမှာတော့10လပိုင်းထဲမှာစကားပြောဆိုရတဲ့အလုပ်တွေဆိုရင်ပိုကောင်းတယ်ပိုပြီးတော့ပြောနိုင်ဆိုနိုင်မယ်ပြီးရင်ဘယ်လိုပြောရမလဲဆိုရင်စီးပွားရေးလုပ်တဲ့နေရာမှာလဲကိုကဥမာပြောဆိုဆက်ဆံရတဲ့အလုပ်တွေဆိုရင်ပိုကောင်းတယ်ကွာတိလားပိုပြီးတော့လုံနိုင်လာမယ်ပြီးတော့ပိုပြီးလှလာမယ်လို့လည်းမြင်တယ်ပေါ့နော်ပိုပြီးလှလာမယ်ပိုပြီးတော့ကိုလည်းချစ်တက်လာမယ်လာနီတင်တာကတော့လေဇာနီတို့လည်း6လပိုင်းမှာအဆင်မပြေမှုတွေအများကြီးပေါ့နော်ကြုံတွေ့ရတယ်2025ကလည်း6ကနန်း energy ဖြစ်တယ်လို့6လပိုင်းကလည်း6ကနန်းထပ်ဖြစ်တဲ့အခါမှာ6လပိုင်းမှာပေါ့နော်တော်တော်များများအဆင်မပြေမှုတွေပေါ့နော်တစ်မျိုးမဟုတ်တစ်မျိုးပေါ့နော်အဆင်မပြေမှုတွေကြုံတယ်အဲ့လိုမျိုးအဆင်မပြေမှုတွေကြုံတဲ့သူတွေဟာဒီ10လပိုင်းမှာအများကြီးအဆင်ပြေလာမယ်လို့စင်ပြေလာမှာပေါ့နော်လို့ထင်တာမဟုတ်ဘူးလုံးဝအဆင်ကိုပြေလာမှာပေါ့နော်အဲ့လိုမျိုးတွေ့လားပြီးရင်ကိုမှလည်းရွေးချယ်စရာတွေဆိုလည်းအများကြီးဖြစ်လာမယ်ဒါပေမဲ့ပေါ့နော်ကိုကတခါတလေကြာရင်တော့ကိုမယုံရဲသေးဘူးပေါ့နော်ဘာလို့လဲဆိုတော့ရှေ့ပိုင်းမှာကိုအဆင်မပြေမှုတွေကြုံထားသေးတဲ့အတွက်ကြောင့်ငါဒီဟာကိုလှုပ်လိုက်ရင်မှန်ပါမလားငါကတော့လုံနိုင်ပါမလားဆိုတဲ့အတွေးတွေတော့တခါတလေကြာရင်ပေါ်လာတယ်အဲ့ဒီအချိန်ကြာရင်တော့ကိုယ့်ရဲ့အလိုတီးစိတ်ကိုယုံကြည်လိုက်ပေါ့နော်ဥပမာအုံနောက်နဲ့တွက်ချက်တာကွာတချို့အရာတွေကအုံနောက်နဲ့တွေးလိုက်ရင်ဒီဟာလုံးဝမယ်လို့ပေါ်လာပေမဲ့ကိုယ့်ရဲ့အလိုတီးစိတ်ထဲမှာကြတော့မဟုတ်ဘူးဒီဟာကိုယ့်အတွက်မကောင်းဘူးလို့သိနေရင်အဲ့ဒီအရာကိုမရွေးချယ်နဲ့ပေါ့နော်ကိုယ့်အတွက်ကောင်းတယ်လို့ကိုကအလိုသိနေတဲ့အရာမျိုးကိုမှကိုယ့်အတွက်ရွေးချယ်ပါအဲ့လိုမျိုးလေးမြင်နေပေါ့နော်ကိုယုံကြည်ပါလို့ပြောချင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပြောဆိုဆက်ဆံမှုတွေမှာလည်းအောင်မြင်မယ်ခက်ခဲပင်ပန်းစွာစူးစမ်းခဲ့ရတဲ့အရာတွေကလည်းအပြည့်အဝကိုမှအောင်မြင်မယ်ပြီးရင်ကိုကလုံးဝကိုမှအပြည့်အဝခေါင်းဆောင်မှု energy ကိုလည်းစွမ်းဆောင်နိုင်လိမ့်မယ်ပေါ့နော်ကိုလုံနိုင်တဲ့အရာတွေကိုကိုပီတိဖြစ်ရမယ့်အရာမျိုးပေါ့နော်ပြီးရင်အချီရေးကိုမျှော်လင့်နေတဲ့သူတွေဆိုရင်လည်းကိုရှိကိုလာတယ်ပေါ့နော်ကိုရှိကိုအရှိန်အဟုန်နဲ့လာတဲ့သူရှိတယ်ကိုရှိကိုငွေရေးကြီးရဆိုရင်တော့ဒီမှာစိတ်ခံစားချက်နဲ့အကုန်လုံးပေါ့နော်အလောက်ကိုင်းတွေကတော့အဆင်ပြေတာကိုတွေ့တယ်ဒါပေမဲ့ငွေကြီးကတော့ဒီ10လပိုင်းထဲမှာတော့တအားကြီးကောင်းမှာတော့မဟုတ်သေးဘူးဒါပေမဲ့မကောင်းဘူးဆိုပေမဲ့ကွာဘယ်လိုမျိုးမကောင်းတာလဲဆိုတော့နောက်ဆိုရင်ရမှာဒီ10လပိုင်းမှာအလုပ်အသစ်တစ်ခုစရတယ်ဆိုရင်အဲ့ဒီအလုပ်တွေကအကုန်အဆင်ပြေတယ်ပေါ့အဆင်ပြေတဲ့အခါမှာအလုပ်တစ်ခုစရတယ်ဆိုလဲငွေကြေးရချက်ချင်းဝင်လာမှာမဟုတ်ဘူးလေဒါပေမဲ့နောက်ပိုင်းမှာရမှာအခုဒီ10လပိုင်းထဲမှာငွေကြေးဝင်တဲ့ဟာနှီးနေတယ်ဆိုရင်လေဒီ17လပိုင်း12လပိုင်းဖြစ်နိုင်တာကတော့2026လောက်ဆိုရင်လုံးဝကောင်းသွားပြီပေါ့နော်ဒီပိုင်းဝမ်းတွေကဒီလောကဓာတ်ကြီးကိုပေါ့နော်အထက်ရင်ဆိုင်လာပြီးတော့ဒီ10လပိုင်းမှာစပြီးတော့အလောက်ကင်တွေအဆင်ပြေမယ်ခံစားချက်တွေအဆင်ပြေမယ်လူမှုရေးတွေအဆင်ပြေပြီးတော့အခြေရေးတွေလည်းအဆင်ပြေမယ်ပေါ့နော်အဲ့လိုမျိုးကိုဘဝကိုပဲ့ကင်နိုင်ပြီးကိုယ့်ရဲ့ညံလင်းရလဲပွင့်သွားပါတော့။ငါကတော့ဘလိုမျိုးရှိတယ်။လူတွေကဘလိုစိတ်ထားရှိတယ်။ဥမာကိုကအလုပ်လုပ်တယ်ဆိုလဲဒီအလုပ်ဆိုတာဘလိုမျိုးရှိတယ်ဆိုတဲ့အရာကိုကပို့ပြီးတော့တိသွားတယ်ပေါ့နော်။တိသွားပြီးတဲ့အချိန်မှာတော့နောက်ငွေကြေးလမ်းကြောင်းတွေကပွင့်မှာပေါ့နော်ဒါပေမဲ့ဒီ10လပိုင်းထဲမှာတော့ဝင်ငွေလမ်းကြောင်းကတော့ပုံမှန်လေးပဲရှိတယ်ပေါ့နော်ပုံမှန်ထက်နည်းနည်းလေးနှေးနေသေးတယ်ပေါ့ကိုမျှော်မှန်းတဲ့လောက်တော့မရသေးဘူးပေါ့နော်ဥပမာကိုက10သိန်းမှန်းနေဆိုရင်တော့ဒီ10သိန်းတော့မဝင်သေးဘူးပေါ့ကွယ်ဒါပေမဲ့အဲ့10သိန်းကရအောင်ရမှာနောက်လတွေပေါ့နောက်လတွေဆိုရတော့မှာဒီ10လပိုင်းထဲမှာတော့ဝင်ငွေရစပြီးဝင်လာပြီဒါပေမဲ့ကိုမှန်းတဲ့လောက်တော့မရသေးဘူးပေါ့နော်ကျန်တဲ့အရာတွေအားလုံးကတော့အဆင်ပြေနေတာကိုတွေ့တယ်ဟုတ်ပါတယ်ရမ်းအဆင်ပြေတယ်ဒီမှာပေါ့နော် bottom of the dam မှာကQueen of Wands ကြတဲ့အတွက်ကိုစူးစမ်းတဲ့အရာတွေကလည်းအောင်မြင်မယ်ပြီးရင်
ကိုကလုံးဝကိုပေါ့နော်ဂျင်းနဲ့ပီတီဖြစ်ရမယ်တကယ်ကိုကိုဂျင်းနဲ့ပီတီဖြစ်ရမယ်ပြီးရင်ပျော်ရွှင်ရမယ်ပေါ့နော်ပျော်ရွှင်ရမယ်ပြီးရင်ဘယ်လိုမျိုးဖြစ်မလဲဆိုရင်ကိုကလည်းကိုခံစားခဲ့ရတယ်လို့ဥမာရှေ့ပိုင်းတွေမှာကိုအစင်မပြေခဲ့တဲ့အရာတွေရှိမယ်ကိုကအဲ့လိုမျိုးကိုခံစားခဲ့ရတယ်လို့မျိုးသူများကိုပေါ့နော်ကိုကစာနာနိုင်တဲ့သူတယောက်ဖြစ်မယ်လုံးဝပေါ့နော်ဘယ်လိုပြောမလဲဆိုတော့ကိုစိတ်ထဲမှာထင်နေရလုံးဝအစင်တန်းရှိနေပေါ့နော်ကိုချင်းစာတတ်သွားမယ်ကွာကိုကလောကဓာတ်ကြီးကိုရင်ဆိုင်ခဲ့ရတယ်ဆိုရင်လေသူများတွေကိုကိုကဥမာတချို့ဆိုရှိရမလားဟိုပါတော့ဟိုဟာတူဖြစ်တော့တူဖြစ်တုံးထူလာတာပါအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပြန်လုံးမဲ့သူမဟုတ်ဘူးဒီပိုင်းဝမ်းတွေကကြတော့အော်ငါအစင်မပြေတော့ဘယ်လိုမျိုးရှိခဲ့ပါလားဘယ်လိုမျိုးဆိုတာကိုသိတဲ့အတွက်ကိုကပြန်ပြီးတော့လူတွေကိုပြန်ခယူးဆိုင်တတ်မယ်ပေါ့အဓိကကတော့ကိုချစ်တဲ့သူတွေဆိုရင်ကိုကခယူးဆိုင်တတ်မယ်ပြီးရင်ကိုရဲ့အလုပ်လုတ်ဖို့ကင်ဘတ်ဒီပေါ်မှာလဲကိုကကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်မယ်အဲ့ဒီအတွက်ကြောင့်လဲအချစ်ခံရတာဖြစ်မယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်လဲအများစုကကိုကိုချစ်ပြီးတော့ကိုမှာအခွင့်အရေးလမ်းကြောင်းတွေလဲပိုကောင်းလာမယ်လို့မြင်နေပေါ့နော်ပြီးတော့ကိုကဒီပိုင်းဝမ်းလေးကစိတ်ထားအရန်ကောင်းမယ်လို့မြင်တယ်ပေါ့နော်စိတ်ထားရန်ကောင်းမယ်ပိုင်းဝမ်းနေ congratulation မှာဒီလမှာဝင်ငွေနဲနေပြီမဲ့လေနောက်လာတွေဆိုရင်ကောင်းပြီပေါ့နော်ဒီလကငွေကြေးလေးကိုမျှော်မှန်းထားတဲ့ဟာကနေအစပြုလာပြီပေါ့နော်ဝင်ငွေကောင်းဖို့အတွက်အစပြုလာပြီဒါပေမဲ့မှန်းသလောက်တော့မရသေးဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မှန်းသလောက်မရသေးရင်လည်းအားမငယ်ပါနဲ့နောက်ဆိုရင်ပိုကောင်းလာတော့မှာပါအများကြီးအဆင်ပြေလာမှာလို့မြင်ပါတယ်ကျေးဇူးတင်ပါတယ်ပိုင်းဝမ်းနေဒီလောက်ပါပဲနောက်ဆိုလဲဇာနီရဲ့ page လေးကိုအားပေးကြပါအောင်နော်တကယ်လို့ဇာနီတာတော့ဖတ်ပေးတာလေးတွေကလိုအပ်တာရှိရင်လဲ comment လေးမှာရေးခဲ့ပါနော်like and comment လေးပေးခဲ့ပါလို့လဲတောင်းဆိုပါရရှင်